မင်္ဂလာပါရှင်ဇရန် TV မေးမြန်းခန်းစီစဉ်မှကြိုဆိုလိုက်ပါတယ်ရှင်စစ်အာဏာရှင်အမြင့်ပြတ်ရှေ့မုန်းနိုင်ရေးနှင့် Federal Democracy နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက်တိုက်ပွဲဝင်နေသောမြမတော်ဝင်နဂါတက်တော်မှအိုနဂါနှင့်ဇရန် TV ຫນွေဦးတော်လိုင်းရေးစကားဝိုင်းမေးမြန်းခန်းစီစဉ်ကိုထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်ရှင်ကျွန်မကတော့စီစဉ်တင်ဆက်သူမညံ့ညံဖြစ်ပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါကိုနဂါကျမတို့ရဲ့ Fan TV ရဲ့ interview လေးကိုခုလိုလက်ခံဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမင်းဟုတ်မင်္ဂလာပါဟုတ်ကဲ့ပါဟုတ်ကဲ့ကျမတို့ပထမဦးဆုံးမေးရှင်တဲ့မေးခွန်းလေးကတော့ကိုနဂါအနေနဲ့တော်လန်ရေးတဲ့စတင်ပါဝင်ဖြစ်ပုံလေးကိုပြောပြပေးပါလားရှင်တော်လန်ရေးတဲ့စပြီးပါဝင်ဖြစ်ပုံကတော့ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာအချင်းချင်းပြောရရင်တော့နိုင်ငံရဲ့အဝမ်းမှာဆန္ဒပြပွဲတွေလုပ်ကြတာပဲဆန္ဒပြပွဲတွေလုပ်တဲ့အခါမှာဒီတခြားဒေသတွေနေတို့ကျွန်တော်တို့ဒေသတွေမှာလည်းဒီလိုဆန္ဒပြပွဲတွေပေါ့လူတို့ရဲ့ဒီဘယ်လိုပြောမလဲအာဏာပြန်လဲအနှံ့ရေးအတွက်ဆန္ဒပြပွဲတွေတဲမှာဝန်ပါခဲ့တယ်လိုက်ပါဝန်ရံခဲ့တယ်နေ့စဉ်နဲ့အမျှပေါ့ကျွန်တော်တို့အလုပ်ပြစ်ပြီးတော့ဒီကိစ္စကိုပဲအများအားကောင်းတဲ့ထည့်ထားပြီးတော့ဒီလိုက်ပါနေခဲ့တယ်ပေါ့အဲ့ဒီအနေထားမှာသိတဲ့အတိုင်းပဲဒီစစ်ကောင်စီဘက်ကဆန္ဒပြပွဲတွေဖြိုခွင်းတဲ့နေရာမှာတာမန်မဟုတ်ဘဲနဲ့နောက်တနက်အစစ်ကြီးအစစ်တွေတုံးပြီးတော့ပြစ်ခတ်တပ်ဖြတ်တာတွေအထိလုပ်လာအဲ့ဒီမှာစစ်ကောင်စီအနေနဲ့ကတော့ဘယ်လိုမှပြည်သူဆန္ဒကိုသူတို့လိုက်ရောမှာမဟုတ်ဘူးအာဏာသိမ်းတဲ့ချိန်ကလည်းမယုံမသားနဲ့ဒီမဲလိန်နဲ့ဆိုပြီးတော့ဒါအကြောင်းပြချက်ပေးပြီးတော့အာဏာသိမ်းခဲ့တယ်ဒါကမဲလိန်တာမဟုတ်ပြည်သူပေးတဲ့မဲပြည်သူရွေးချယ်ထားတဲ့အစိုးရပါလို့ပြည်သူတရလုံးကဥပ္ပေါ်တောင်းနေလမ်းပေါ်ထွက်ပြီးတော့အကျဉ်းညာနေတာတောင်မှဒီဘယ်လိုပြောမလဲသူတို့အနေနဲ့အရှက်မဲ့တဲ့နီးနဲ့ပြည်သူဆန္ဒကိုပူဇော်မပေးဘူးပြည်သူဆန္ဒကိုအလေးမမှုပဲနဲ့ပြည်သူပဲရဲဆက်ဆက်တပ်ဖြတ်တဲ့အလုပ်တွေလုပ်လာတဲ့အခါမှာဒီကောင်လေးအနေနဲ့တော့မှားတာမှန်တာဆိုတာတဲ့လက်နဲ့အားကိုပြီးတော့လူမိုက်ဝါဒကျင့်သုံးပြီဆိုတာသိလိုက်တဲ့နောက်မှာကျွန်တော်ဒီနေ့တော့ဒီပြိပခဖြစ်ရှင်းလို့ရမှာမဟုတ်တော့လက်နက်ကိုအားကိုပြီးနိုင်ချင်းတဲ့သူတွေကိုရလက်နက်နဲ့ပဲသုံးမြန်မာရတော့မယ်ဆိုပြီးတော့ကျွန်တော်တို့လက်နက်ကင်လမ်းတွေရွေးခဲ့ရတော့တာအဲ့ဒီနီးနဲ့ဒီဒေါ်လာရေးတဲ့ကိုဝန်ပါပြစ်လာခဲ့ဟုတ်ကဲ့ပါကိုဒါဆိုလို့ရှိရင်တော်လန်ရေးထဲပါဝင်လာရတဲ့အတွက်ပေါ့နော်ဒီအကိုအနေနဲ့ပြီးဆက်ခဲ့ရတာတွေရှိပါသလားရှိရဆိုလို့ရှိရင်ရောအကိုပြီးဆက်ခဲ့ရတဲ့အရာတွေကဘာတွေဖြစ်မလဲပေါ့နော်ပြီးဆက်တယ်လို့တော့ပြောလို့မရပါဘူးဒေါ်လန်ရေးထဲမှာကျွန်တော်တို့ဝင်လာတယ်တယောက်စီတိုင်းကမပါရင်နာကိုတာဝန်ကိုမယူခြင်းလို့တာရှောင်နေကြရင်နာလေအားလုံးကတော့ဒီဥစ္စာကဒီတိုင်းပြည်မှာနေရင်ဒီတိုင်းပြည်နဲ့ဒီလူတို့ဒီလိုအမောင်ကျနေတဲ့ဘဝကနေလွတ်မြောက်ဖို့အားလုံးကတယောက်စီတာဝန်ယူရမှာပဲတာဝန်ကျွန်တော်နားလည်တာကဒီပေးဆက်တာနဲ့နည်းနည်းလေးတော့လွဲနေမှတင်တယ်ကျွန်တော်ပေးဆက်ခဲ့ရတာတော့မရှိပါဘူးစွန့်လွတ်ခဲ့တာတွေတော့ရှိတာပေါ့မိသားစုနဲ့ကျွန်တော်ရင်းနှီးမြှုပ်နှံထားတဲ့ကျွန်တော်လုံလက်စအလုပ်တွေကျွန်တော်စီပွားရေးအားလုံးပါပဲအဲ့ဒါတော့အားလုံးစွန့်လွတ်ခဲ့ရတယ်စွန့်လွတ်ပြီးတော့ကျွန်တော်ဒီဒေါ်လာရေးမှာကျွန်တော်တိုင်းဒီနိုင်ငံမှာနေတဲ့ဒီပြည်သူတယောက်အနေနဲ့တာဝန်ယူခဲ့တယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အကိုဒါဆိုလို့ရှိရင်ထောက်ပံ့မှုတွေကောရရှိပါသလားဒီဒေါ်လာရေးမှာကိုပါဝင်နေတဲ့အခါမှာပေါ့နော်အဲ့ဒီထောက်ပံ့တွေကရောလိုအပ်ချက်ကိုရောလုံလောက်မှုရှိရလားကိုထောက်ပံ့ကတော့စထွက်လာခြင်းတော့ကျွန်တော်တို့ကိုရှိတဲ့ပိုက်ဆံနဲ့ကိုပဲကျွန်တော်တို့စတင်ခဲ့ကြရတာပေါ့ဗျာအဲ့ဒါမှနောက်ဘော်ရင်ပါလာတဲ့ပိုက်ဆံမလောက်တော့အိမ်မှာရှိတဲ့ပစ္စည်းတချို့ဒါရောင်းချပြီးတော့ဒီလိုပဲသွားခဲ့ရတယ်နောက်ပိုင်းမှာဒါနဲ့တည်းမလုံလောက်တော့တဲ့အနေထားမှာတော့ကျွန်တော်တို့ဒီဒေါ်လာရေးမှာစိတ်ပါဝင်စားတဲ့သူတွေရဲ့ကူညီမှုကိုလက်ခံယူခဲ့ရတယ်ထောက်ပံ့ဆိုတာကတော့ဒီပြည်သူအချင်းချင်းပေါ့ပြည်သူအချင်းချင်းဆိုတဲ့နေရာမှာတော့မှသူ့အသေးစိတ်ရှိတဲ့လူတာဝန်ခြေပြွန်ခြင်းနဲ့ပြည်သူတွေဒီကနေပြီးတော့ဒီလိုပဲကျွန်တော်တို့ဒါအထောက်ပံ့နေယူပြီးတော့လုပ်ခဲ့ကြရတယ်အပြည့်အစုံတယ်ဆိုတာတော့မရှိနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့လိုအပ်ချက်တွေကဒေါ်လာရေးမှာအများကြီးဒီလိုမျိုးတာဝန်ယူလို့စိတ်နဲ့ဒီဒေါ်လာရေးမှာဒါဟာဒီတိုင်းပြည်ရဲ့ဒီတိုင်းပြည်မှာရှိနေတဲ့ပြည်သူတယောက်အနေနဲ့ဒီတိုင်းအမှန်ငွေမပါနိုင်တော့မဟုတ်စားနေရခါ
ဘောကဏ္ဍပေါင်းစုံကနေပါရမယ်ဆိုတဲ့လူအတိစိတ်လူသားဝန်ကျေပြအဲ့ဒါဆိုတော့ဒီအထောက်ပံ့ရရှိမှုဆိုတာလဲအခက်ခဲအများကြီးနဲ့တာဝန်ယူလို့စိတ်ရှိတဲ့လူနည်းနည်းနဲ့ဆိုတော့မမျှတာအဲ့လိုတော့ပြည့်စုံတယ်လို့တော့မရှိဘူးပေါ့ဗျာဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှခေတ်ဆက်မှာပေါ့နော်ကိုစစ်တပ်ဟာအပြစ်မဲ့တဲ့တိုင်းရင်းသားပြည်သူကိုတပ်ဖြတ်တာတွေမျိုးသမီးတွေအပေါ်မှာမဒိန်ကျင်တာတွေတိုင်းရင်းသားပြည်သူလူထုရဲ့ပစ္စည်းဥစ္စာတွေကိုလူရက်ခဲ့တာတွေရွာတွေကိုမီးရှို့ခဲ့တာတွေစသဖြင့်စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရက်တွေအပေါ်မှာရောကိုနဂါအနေနဲ့ဘယ်လိုမှတ်ချက်များပေးရှင်ပါသလဲရှင်စစ်တပ်ဆိုတာတော့တိုင်းပြည်တစ်ပြည်မှာမရှိမဖြစ်လိုအပ်တဲ့အင်အားစုတစ်ခုပေါ့တိုင်းပြည်ကိုကာကွယ်ဖို့လူထုကိုကာကွယ်ဖို့ဆိုတဲ့အနေအထားဒီတာဝန်နေနဲ့ရှိကိုရှိနေရမယ့်အင်အားစုတစ်ခုပေါ့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာဒီစစ်တပ်ကစတင်တည်ထောင်ခဲ့တာတော့ဗိုလ်ချုပ်လို့ပြောပါတော့နော်အတိတဲ့အတိုင်းပဲဗိုလ်ချုပ်ကဒီလူမသမားတွေရဲ့လောက်ကျန်မှုကိုခံလိုက်ရတယ်ဗိုလ်ချုပ်ဒီကြာဆုံးသွားပြီးတဲ့နောက်မှာလဲကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့စစ်တပ်ဆိုတာကခေတ်ဆက်ဆက်မှာလွတ်လပ်ရေးရပြီးတဲ့နောက်မှာတခြားလုံးလူမှန်နေရာမှန်လူမှန်နေဥဆောင်ပြီးတော့နေရာမှန်မှာရှိမနေကြဘူးကျွန်တော်တော့စစ်တပ်ဆိုတာကျွန်တော်တို့နိုင်ငံရဲ့စစ်တပ်ဆိုတာကလူမှန်နေဥဆောင်ပြီးတော့နေရာမှန်မှာရှိမနေကြလူအမားတွေဥဆောင်ပြီးတော့နေရာမှားတွေမှာဝန်ပါလာတယ်တလွဲတွေကြီးပဲဆက်တိုက်လှုပ်လာတဲ့စစ်တပ်ဖြစ်ဘိုလ်ချုပ်ပြောသလိုပေါ့စီကံမရှိတဲ့စစ်တပ်ရှိနေမှနဲ့ဆိုင်အဲ့ဒီစစ်တပ်မရှိတာမှကောင်းတယ်ဆိုသလိုပဲကျွန်တော်တို့နိုင်ငံမှာတော့ဒီလူအမားတွေဥဆောင်ပြီးနေရာအမားတွေမှာပိုကျင်လာတဲ့စစ်တပ်ရှိလာတဲ့အခါကျတော့တိုင်းပြည်မှာလည်းအဖက်ဖက်ကဖျို့ဖျဲတွေဖြစ်လာတယ်အဲ့ဒီမှာလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာဒီတိုင်းနာပြည်နယ်တွေနဲ့ကျွန်တော်တို့ဒီပြည်မနဲ့အားလုံးကတာသူညီမျှအခွင့်အရေးတွေနဲ့မြို့သားတန်းတူမှုတွေနဲ့ဘောနော်ဒီအုပ်ချုပ်ရေးပိုင်းမှာဆိုရင်လည်းအားလုံးညီညွတ်ညွတ်မျှမျှသားသားပါဝင်နိုင်တဲ့နိုင်ငံရေးနည်းလမ်းတွေနဲ့ရှေ့ဆက်ရမယ်အစားစစ်တပ်ကသူတို့ကြီးပဲနေရာဆုံးမှာအခုနပြောတဲ့လူအမားတွေဥဆောင်ထားတဲ့စစ်တပ်ကသူတို့ကြီးပဲနေရာဆုံးမှာဗိုလ်ကျခြင်းလာတယ်ဗိုလ်ကျခြင်းလာတဲ့အခါကျတော့ဒါတိုင်းသားတွေမှာလည်းသူတို့ခံစားချက်တွေသူတို့ရှိမှာပဲသူတို့ညှော်လင့်ချက်ဘောနော်သူတို့အနာဂတ်တွေအပေါ်မှာဒီစစ်တပ်ကအားလုံးပုံဖိပြီးတော့သူတို့ဆန္ဒတွေနဲ့ပဲဦးစားပေးချုပ်ကင်ထားတဲ့အခါကျတော့ဒါတွေပေါ်မှာနှီးမျိုးစုံနဲ့စန့်ကျင်တော်လန်းလာခဲ့တယ်နှီးမျိုးစုံနဲ့စန့်ကျင်တော်လန်းလာတဲ့အခါမှာလည်းစစ်တပ်ကတော့ပြောခဲ့သလိုပဲလက်နက်အင်အားတွေပြည့်ဝပိုင်ဆိုင်ထားတယ်နောက်ပြီးတော့လူမိုက်ဝါဒကျင်လုံးနဲ့ဘယ်သူကြိုက်မကြိုက်ငါတို့လောက်တာခံရမယ်ဆိုတဲ့နီးနဲ့ပဲသူတို့ဆက်လက်ပြီးတော့ဖိနှိပ်တယ်အဲ့ဒီလိုဖိနှိပ်နေလေဒါအားလုံးကစန့်ကျင်လေစန့်ကျင်လာတဲ့အပေါ်မှာလဲဒီရင်ကျေးတဲ့နီးနဲ့ဖြစ်ရှင်းတာမျိုးမဟုတ်ဘဲနဲ့ရုပ်မာတဲ့နီးတွေနဲ့ဒီပဲခေတ်ဆက်မှာဖြစ်ရှင်းလာခဲ့တယ်ဒါဒီနေ့ဒီပဲစန့်ကျင်တဲ့နေရာမှာရှိတဲ့ပြည်သူလူထုတွေကိုဒါအမှန်အမှားကိုဦးစားမပေးဘူးသူတို့ဆန္ဒကိုဦးစားပေးပြီးတော့မီးရှို့တယ်ပစ္စည်းလူတယ်ရှင်းအောင်ပြောရင်တော့တခိုးဓမြထက်ဆိုးတဲ့အဖွဲ့အစည်းတစ်ခုလိုဖြစ်နေတာလူသက်တယ်မရင်းကျင်တယ်ဒါတွေကတော့ဆက်တိုက်လှုပ်လာခဲ့တာဒါတိုင်းသားတွေမှမဟုတ်ဘူးဒီကနေ့ကျွန်တော်တို့ဒီတနိုင်ငံလုံးအနှံ့မှာအထိတစ်ချိန်ကမီဒီယာအားနည်းတဲ့တိုင်းသားဒေသတွေမှာဒီလိုလှုပ်လာခဲ့တယ်နှီးမျိုးစုံနဲ့ညင်းတယ်နှီးမျိုးစုံနဲ့သူတို့ရဲ့ရုပ်မာတဲ့လောက်ရက်တွေကိုဖုံးဖိနေခဲ့တယ်ဒီကနေ့တော့လူမြင်ကွင်းလိုဖြစ်နေတဲ့နေရာအနှံ့မှာတောင်မှသူတို့ရဲ့ရုပ်မာမှုတွေအောက်တန်းကျမှုတွေကိုမဖုံးနိုင်မဖိနိုင်သူတို့နေရာသုံးမှာကျူးလွန်နေတယ်တိုင်းပြည်မှာတိုင်းပြည်နဲ့လူထုကိုကာကွယ်ဖို့လို့အမြင်ခံထားတဲ့စစ်တပ်ကအခုချိန်မှာတော့ကဘာမှာအချိန်ကကျွန်တော်တို့ဒီအကြမ်းဖက်တွေလို့အမြင်တက်ထားတဲ့တာလီဘန်တောင်မှဒီလောက်ဒီလူ့မှာအဖွဲ့အစည်းကိုမိနိုင်မှာမထင်ဘူးသူစီကခဲ့ကြတယ်သူတို့တောင်မှဒါပေမဲ့ဒီမှာတော့ကဘာမှာဘယ်မှာမှမရှိတဲ့အယုတ်မှာဆုံးအဖွဲ့အစည်းတစ်ခုလို့လဲကျွန်တော်တို့မြင်မိတယ်လူမိုက်ဆန်ပေးဆက်ဆန်တွေကိုကျူးလွန်နေတဲ့ဒီအင်အားကြီးအဖွဲ့အစည်းကြီးတစ်ခုလို့မြင်မိတယ်
Okay, this is Mare. Okay, go chin. Let's see no you dollar ye jima a jump si ana shingo neve iki near bounce so mabono. Pawin dollar ni jare pidu parota dollar ye a simia dollar ye yebo miago go nagani ne pamia a champion matlation. Champion ကတော့ဒေါ်လာရေးရဲဘော်တွေပေါ့နော်ဒေါ်လာရေးကကြာမြင့်လာတာနဲ့အမျှဒီထဲမှာဒေါ်လာရေးလည်းဖြစ်နေတော့ဒီလက်နက်ရဲ့ဆိုးကျိုးတွေကိုသတိထားဖို့လိုတယ်ကျွန်တော်တို့ကိုယ်တိုင်ဒေါ်လာနေရတဲ့ဒီစစ်တပ်ဆိုတာတစ်ချိန်ကဓမ္မဒေါ်လာရေးသမိုင်းမှာဥဆောင်ပါဝင်ခဲ့ဘူးတယ်လို့လည်းကျွန်တော်တို့ပြောမယ်ဆိုရင်ပြောလို့ရဒါပေမဲ့သူလုပ်ခဲ့ပေမဲ့သူတို့ဟာဒီအလုပ်ကတိုင်းပြည်နဲ့လူထုကိုချစ်လို့လုပ်တာမဟုတ်ဘဲနဲ့အခွင့်အရေးကိုလိုချင်လို့အားသွန်ခေါ်တိုင်းလုပ်ခဲ့ကြတဲ့ပုံပေါက်တကယ်လွတ်လပ်ရေးရလာတဲ့အချိန်မှာလည်းအဲ့ဒီရလာတဲ့လွတ်လပ်ရေးကိုပြည်သူပေးဘူးသူတို့ပဲစုပ်ကင်ထားတယ်သူတို့ပဲတနိုင်ငံလုံးကိုပြီးတော့ရရမြအခွင့်အရေးကိုခံစားနေကြတယ်ကျွန်တော်တို့ဒေါ်လာရေးသမားတွေအနေနဲ့လည်းသတိထားဖို့လိုတယ်အဲ့ဒီစိတ်ဓာတ်တွေမပါဘူးလို့မယ်ကျွန်တော်တို့ဒေါ်လာရေးကဘာအတွက်ဘယ်လိုလူမျိုးစီကိုဘာအတွက်ဒေါ်လာနေကြလဲဆိုတာကိုအမြဲတမ်းသတိပေးဆင်ခြင်နေဖို့လိုတယ်တနက်ကင်ပြီးတော့ဒီကိုကျိုးစည်းပွားရှာနေကြတဲ့ဒေါသဖြောင်းမှတ်မှုမရှိတဲ့ဒီကိုကျိုးဓမ္မအရမသမားတွေကိုဒေါ်လာရတာဖြစ်တယ်ဆိုတာကိုကိုယ်တိုင်လည်းသိထားဖို့လိုတယ်အချိန်ကြရင်အောင်ပွဲရလာတဲ့တပြိုင်နက်အခုကျွန်တော်တို့လက်ထဲမှာကင်ပြီးတော့တိုက်နေရတဲ့ကျွန်တော်တို့ရဲ့လက်နက်တွေဟာပြည်သူအားကိုးရပဲဖြစ်ဖို့သတိထားရမယ်ဒါပြီးမှမဟုတ်ပါလဲကျွန်တော်တို့ဒီဒေါ်လာရေးကာလတစ်လျှောက်လုံးမှာလဲကျွန်တော်တို့လက်နက်ကင်ထားတဲ့ဒီအဖွဲ့အစည်းတွေပြည်သူအတွက်ဆိုတာပဲနေ့စဉ်ကောင်းတဲ့ထည့်ထားရမယ်ထည့်ထားပြီးတော့ကျွန်တော်နေ့စဉ်ထိတွေ့နေရတဲ့ပြည်သူလူထုတွေအပေါ်မှာလဲဆက်ဆံတဲ့အခါဒီဒုက္ခမျိုးစုံနဲ့ကြုံနေရပြီးတော့ညှိုးရတဲ့ပူပန်နေကြရတဲ့ပြည်သူတွေအတွက်လက်နက်ကင်ခြင်းသူတွေနောက်မှာတစ်ဖက်ကစစ်တပ်မြင်လိုက်တဲ့အချိန်ကြောက်လန့်နေရတဲ့ပြည်သူတွေဟာကျွန်တော်တို့ဒေါ်လာရေးသမားတွေလက်နက်ကင်ပြီးဝင်လာတာကိုမြင်တာနဲ့သူတို့တွေရဲ့စိတ်ထဲမှာအားကိုးရာကယ်တင်ရှင်တွေဝင်လာတယ်လို့မျိုးထင်မှတ်ခံစားနေရလောက်အောင်ကျွန်တော်တို့ဘက်ကပြည်သူတွေအပေါ်မှာဖြောင်းမှတ်မှန်ကန်ဖို့လက်နက်ဆိုတာကလူကောင်းတွေရဲ့လက်ထဲမှာရောက်သွားလောကကြီးကိုအကူအညီဖို့ကာကွယ်ဖို့ကိုပဲအားကိုးရာပစ္စည်းဖြစ်တယ်လို့လူမိုက်တွေရဲ့လက်ထဲကိုရောက်သွားလောကကိုပျက်စီးဖို့ဘေးဆိုးဒုက္ခတွေကြုံစေဖို့ရပေးတဲ့ပစ္စည်းမျိုးဖြစ်သွားနိုင်တယ်အဲ့ဒါကိုလည်းကျွန်တော်တို့လက်နက်ကင်ထားတဲ့ဒေါ်လာရေးသမားတွေအနေနဲ့ဘလို့ရယ်နောက်ဒီဒေါ်လာရေးအောင်ကြောင်းမှာတော့ကျွန်တော်တို့တွေဟာကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ငိုရင်းစိတ်သက်ဖြစ်တဲ့အားပြိုင်လို့တွေနောက်ပြောနေကြတာရှိပါတယ်၃ယောက်ရှိရင်တော့နှစ်ပွဲလောက်ပွဲကျင်နေတယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေမထားဘဲနဲ့သူသည်ညီညွတ်နဲ့တက်နိုင်သမျှပေါ့ဗျာသူသည်ညီညွတ်ပြီးတော့ဒီတော့အဲဒီမှာအသွင်ခွန်ဆိုင်စူးစမ်းကြဖို့လည်းတတိပေးခြင်းတယ်ညီညွတ်တယ်ဆိုတဲ့နေရာမှာတော့တခုတော့ပေါ့ဘုချုပ်ပြောခဲ့သလိုစားပါးတွေညီညွတ်တာမျိုးတော့မလို့ခြင်းဘူးကျွန်တော်တို့ကညွတ်မှုတော့အင်အားတို့အကြောင်းပြပြီးတော့ဘုံမလူတွေကိုတို့ကြံတဲ့ဖန်ထည့်ရမှာလည်းမလုပ်စေခြင်းဘူးရိုးသားဖြောင်းမှတ်တဲ့ဒီအင်အားစုတွေကဘွယ်ချိတ်ဆက်ပြီးတော့ပုံမစုစည်းညီညွတ်တဲ့နီးနဲ့ကျွန်တော်တို့ဒီစကားသားကိုလဲနိုင်ဖို့ရအတွက်ဒါပို့ပြီးတော့တတိဝရိယအားတိုက်နေခြင်းနဲ့အဲ့ဒါကင်ဒေါ်လာရေးသမားတွေမှာမဟုတ်ပါဘူးဒီကဏ္ဍစုံမှာရှိနေတဲ့ဒီမြေပေါ်မြေအောက်ဒေါ်လာတွေပေါ့အခုချိန်မှာဆိုရင်မြေပေါ်လှုပ်ရှားမှုတွေပြန်ပြီးအားကောင်းလာဖို့လိုပြီဒါအန်ရီနဲ့ထိတ်တိုက်တိုးရတဲ့အနေထားမြင်မယ်လို့ကျွန်တော်တို့ဒေါ်လာရေးရဲ့သဘောတရားကတော့အသက်တွေဒီကင်ဒေါ်လာရေးရဲ့သဘောတရားကတော့အသက်တွေဘဝတွေမစရီးပဲနဲ့မရနိုင်ဘူးဆိုတာသိထားအဲ့ဒါကြောက်ရွံ့နေလို့မရဘူးမရရင်ရနိုင်တဲ့နေရာတွေကနေပြီးတော့ရှာဖွေပြီးတော့ကျွန်တော်တို့ရဲ့ဒေါ်လာရေးကိုခီးဆက်နိုင်ရမယ်ဥမာမြေပေါ်လှုပ်ရှားမှုတွေအရင်ကကောင်းကြည့်စကားသားအပြာရာတွေခတ်နေမြေပေါ်ကရင်ဆိုင်ရတာတမျိုးမြေအောက်ကရင်ဆိုင်ရတာနဲ့တော်တော်ကိုပဲသူပြာရာခတ်သွားပြီးတော့မြန်ပြိုလဲကျသွားနိုင်လိမ့်မယ်လို့မြေပေါ်လှုပ်ရှားမှုတွေကမြို့ပေါ်ရန်သူဘက်ကပိတ်ဆို့လို့ဖမ်းဆီးလို့လွယ်တဲ့နေရာကိုရှောင်ပြီးတော့ပေါ့ချင်ပုံရက်ကွက်တွေနဲ့နောက်မြို့နယ်နီးစပ်ဒေသတွေကနေပြီးတော့ဒါအားကောင်းမောင်းတာပေါ်ပေါက်လာပြန်ပြီးပေါ်ပေါက်လာဖို့လိုပြီလို့လည်းမြင်တယ်ပေါ့အဲ့ဒါကို
မြို့သားနိုင်ငံရေးနဲ့ပါတီနိုင်ငံရေးတွေပေါ့နော်မြေပေါ်နိုင်ငံရေးသမားတွေကဒါကိုဥဆောင်ပြီးတော့လဲအရှိန်ဟုန်ခြင်းနဲ့ကျွန်တော်တို့ဒီဘက်ကမြောက်ဒေါ်လာရေးကလက်နက်ကိုင်အဖွဲ့တွေကလည်းရွေးချွန်စူးစမ်းပြီးတော့ပို့ပြီးအားစိုက်ပြီးတော့တိုက်ကြမယ်နောက်မြေပေါ်နဲ့မြေအောက်ချိတ်ပြီးတော့ဒီစကားသားကိုဒီချိန်မှာလဲထိုးဖို့တင်နေတဲ့အချိန်ဖြစ်နေပြီလို့အကြံပြုခြင်းနေဟုတ်ကဲ့ပါကိုအခုဒီတော်လန်ရေးရဆိုလို့ရှိရင်တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီပေါ့နော်အဲ့ဒီကြောင့်မို့လို့ဒီတော်လန်ရေးအတွင်းမှာပေါ့နော်ရင်ဆိုင်ရတဲ့အခက်အခဲတွေရောဘာတွေများဖြစ်မလဲအခုရဲ့အခက်အခဲတွေကိုရင်ဆိုင်ခဲ့ရတာကိုပြပြပေးပါရှင့်ရင်ဆိုင်ရတဲ့အခက်အခဲကတော့တဦးတယောက်ချင်းရဲ့အခက်အခဲဆိုတာတနိုင်ငံလုံးနဲ့ခြုံတဲ့အခက်အခဲကိုပြောပါဆိုရင်တော့ကျွန်တော်တို့နိုင်ငံပျက်စီးသွားတဲ့အသိဉာဏ်ပေါ့ပျက်စီးသွားတဲ့အသိဉာဏ်ပြီးအလွန်မှုခံထားရတဲ့အကြောက်တရားပေါ့နောက်ပျက်စီးတော့ဇာတိတတွေပျက်စီးတယ်ဇာတိတပျက်စီးတယ်ကိုယ်ကျင်တရားတွေဖောက်ပြန်တယ်လူဟာတာဝန်စိတ်တွေကင်းမဲ့လာကြတယ်ဘယ်သူလေးသိငတွေမှာဆိုတဲ့စိတ်နဲ့လူတွေများလာတယ်ပေါ့ဒီတိုင်းပြည်မှာဒီလူရုပ်မာတွေအုပ်ချုပ်နေတာမကောင်းဘူးဆိုတဲ့ဘယ်လိုပြောမလို့အသည့်တစ်ခုရှိနေတာတောင်မှကျန်တဲ့နေရာတွေမှာじゃလွတ်မြောက်ဖို့ငါတို့ဘယ်လိုကြိုးစားကြရမလဲငါတို့ဘယ်လိုသာဝင်ယူရမယ်ဆိုတဲ့အသည့်ကျွန်တော်တို့နိုင်ငံကလူတွေတော်တော်နဲတယ်ဆိုတဲ့နေရာမှာကျွန်တော်ပြောရင်လည်းပိုပြီးဆိုးတာကမြို့နေလူတန်းစားတွေကပိုပြီးဆိုးတယ်လို့တောင်ကျွန်တော်မြင်တယ်ကျန်တဲ့အချိန်တွေမှာဆိုရင်ဝက်ကောင်းစားလာတွေဝက်ပြီးတော့ဒီရှိလူကြီးလူကောင်းတွေဆန်းကိုဟန်ပြနေကြပြီမဲ့လို့လူမဖက်လူတာဝန်မယူခြင်းညာဘူးဘသူသေးငသေးမှာပြီးရောဆိုတဲ့ဖောက်ပြန်တဲ့အသိစိတ်ဓာတ်တွေကိုကျင်တရားတွေနဲ့ကင်းမဲ့တဲ့တာဝန်ယူတွေနဲ့ဘယ်လိုပြောမလို့အောက်တန်းကြတဲ့အပြုအမှုတွေကျွန်တော်တို့နိုင်ငံမှာရှိတယ်ဒီစစ်တပ်ကမကောင်းဘူးဒီစစ်တပ်ကိုဖယ်ထုတ်နိုင်မှအားလုံးကနင်းနေညာအကြောက်တရားကင်းနဲ့နောက်ကျောလုံနဲ့ဘဝတွေကိုဖြတ်တန်းရသိနေပါရဲ့နဲ့ကိုပဲဒီအောက်ကလွတ်မြောက်ဖို့ကြိုးစားတဲ့နေရာမှာကြတော့အများကြီးလှုပ်လိုက်မယ်ငါတို့ကတော့ငါတို့ရဲ့လှုပ်လက်ထအလုပ်တွေအပြတ်မခံနိုင်ဘူးငါတို့ရဲ့ဘဝတွေအပြတ်မခံနိုင်ဘူးအဲ့ဒီအလုပ်တွေတည်မြဲဖို့အဲ့ဒီစီးပွားတွေတည်မြဲဖို့ခုနကပြောတဲ့ဒီတိုင်းပြည်အပေါ်မှာရုပ်မာနေပါတယ်ဖောက်ပြန်နေပါတယ်ဆိုတဲ့လူကိုတောင်ချုံးပြီးတော့သူတို့ကိုချိုးဒီဆောက်အောင်မှာတိတ်ပြီးတော့ဝန်မလေးတဲ့လူအောက်သားတွေလည်းနည်းနည်းအများနေတယ်အထူးသဖြင့်တော့စီဝါရေးရှိနေတဲ့ပုံကိုယ်တွေပေါ့ဒါသိတဲ့အတိုင်းပဲအဲ့ဓာတွေကအခုကောင်စီကဒါသူတို့သိတဲ့အတိုင်းပဲအားလုံးသူတို့နဲ့လက်ပွန်းသတိနေခဲ့တဲ့လူကြီးတွေတောင်အခုအကြောင်းမျိုးပြီးတော့သူတို့အစမန်ထလာပြီဆိုရင်ဘယ်သူမှမချမ်းဘူးအခုဖမ်းနေပြီဆိုပြီးဒီလူတွေရဲ့စီးစိမ်ဥစ္စာတွေအပေါ်မှာရတဲ့နည်းနဲ့ပို့ကြနေဒါကိုရှိတဲ့ပြည်သူလူထုတွေအားလုံးသိဖို့လိုတယ်ဘယ်သူမှနောက်ကျောမလုံနိုင်ဘူးသူတို့နဲ့အနည်းဆုံးလူတောင်မှအစစ်မပြေနိုင်ဘူးခွေးယူတကောင်ကိုအနိုင်နေရတယ်လို့ပဲအဘယ်ချိန်ကိုယ်စီလဲထိုးကြိုက်လိုက်မယ်ဆိုတာမပြောနိုင်ဘူးသူ့မှာသခင်မရှိဘူးလူရင်းမရှိဘူးအဲ့ဒါလိုပဲဒီကောင်တွေမှာလဲဘယ်သူမှကိုနောက်ကျောလုံနဲ့အသက်ရှင်ရမယ့်အနေထားဘယ်လိုပြောမလဲစီးပွားရှာရမယ့်အနေထားတွေမရှိနိုင်ဘူးဒီကျွန်တော်တို့နိုင်ငံမှာဆိုလဲဒါသူတို့ရဲ့နဲ့လက်ပွန်းသတိရှိခဲ့ကြတဲ့ခရိုနီကြီးတွေလို့ယူဆတဲ့လူတွေဒီကနေ့ဖမ်းခံနေကြဖမ်းဆီးပြီးတော့သူတို့ရဲ့စီးပွားတွေကိုချင်းချောက်ခံတာမျိုးတွေရှိတယ်အဲ့လိုအနေထားကနေပြီးတော့ရုံထွက်ဖို့ခုနကပြောတဲ့ဒီအောက်ကတို့နိုင်ရာကနေတာဝန်ယူရမယ်ဆိုတဲ့စိတ်တွေရှိဖို့သိဖို့လိုတယ်မသိလို့ရှင်အချိန်ကျရင်သူတို့ဘာဒုက္ခရောက်လာဒီချိန်မှာဒီလွတ်မြောက်ရေးအတွက်ကြွရတဲ့ PDF တွေကိုPDF တွေလို့မဟုတ်ဘူးဗျာစန့်ကျင်ဒေါ်လာဗတ်ပေါင်းစုံကဏ္ဍပေါင်းစုံကနေဒေါ်လာကြီးကိုအားတုံခွန်ဆိုင်လုံနေကြတဲ့လူတွေကိုသူတို့အနေနဲ့ကူညီသူတို့ကူညီရင်ခဏလေးနဲ့အားကောင်းလာမယ်ခဏလေးနဲ့ပြီးသွားမယ်သူတို့လည်းဒီတဲ့ပုံမကောင်းမွန်တဲ့စီးပွားရေးလမ်းစာတွေဖွံ့ဖြိုးတိုးတက်မှုတွေကိုရှာလို့ဖွေလို့ရတယ်အဲ့ဒါလေးကိုသူတို့ပို့ပြီးတော့ဒီမျိုးနေလူတန်းစားတွေနဲ့ဒီစီးပွားရေးလုပ်ငန်းရှင်တွေသိဖို့လိုတယ်တကယ်လို့မှအဲ့လိုမျိုးစိတ်သက်မရှိဘူးသူတို့ကရေးတာပုံနေကြမယ်ဆိုရင်မကြဘူးဒီတိုင်းကြီးကငရဲပွက်နေတာကောမီလောင်လိုပဲတနေရာပြီးတနေရာအခုလောင်နေတာလူတွေဟာဥမာတောင်ကစောင့်နေဆိုသလိုပဲဒီဘေးဒုက္ခတွေကြာရှည်လာလို့ငတ်ပြတ်လာကြပြီဆိုရင်သူတို့ရဲ့ဥစ္စာတွေလည်းဘာမှဘယ်သူမှအာမခံပေးနိုင်တာမှမဟုတ်ဘူးအားလုံးဒီမိရဲ့အောက်မှာအကုန်ပါသွားမှာဘယ်သူမှမသားနိုင်ဘူးဒါဥပဒေမဲ့နေတဲ့အချိန်လိုဖြစ်နေဒီအနေထားကြီးကိုမြန်ဖြတ်ကျော်ဖို့သူတို့ရဲ့
ဒီစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဒီမြို့နယ်လူသားပေါ့နော်အင်အားကောင်းတဲ့ပုဂ္ဂိုလ်တွေအပါအဝင်တနိုင်ငံလုံးကဒါသိဖို့လိုတယ်အဓိကအားနည်းနေတာတော့ကျွန်တော်တို့နိုင်ငံမှာဒီအခက်ခဲဒီအသိပညာအားနည်းတာနောက်ညီညွတ်မှုအားနည်းတာတာဝန်ယူလို့စိတ်အားနည်းကြတာအဲ့ဒါတွေကဒီဒေါ်လာရေးကျွန်တော်တို့အခက်ခဲလို့မြင်တယ်အဲ့ဒါတွေပြင်နိုင်မယ်ဆိုရင်ကျွန်တော်တို့အများဆုံးပြီးမယ်အများဆုံးအားလုံးအတွက်အများဆုံးငြိမ်းချမ်းပြီးတော့ဘယ်လိုပြောမလဲနောက်လုံးနဲ့ငြိမ်းချမ်းနဲ့ကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်မှုကိုရှာဖွေနိုင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကိုဆက်လက်ပြီးတော့မှအခုရက်ပိုင်းကျွင်းမှာပေါ့နော်ဖြစ်ပေါ်ခဲ့တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့မှလည်းမေးချင်ပါသေးတယ်ရှင်အခုလိုတော်လိုင်းရေးကာလရန်သူနဲ့ပြည်သူမှားပြီးအပြစ်ပေးမိတာမျိုးတော်လိုင်းရေးဘက်တော်သားချင်းချင်းနားလည်မှုလွဲမှားပြီးတော့ပြဿနာတက်တာမျိုးတွေမဖြစ်ရလေရအောင်တော်လိုင်းရေးသမားတွေတော်လိုင်းရေးအဖွဲ့အစည်းတွေအနေနဲ့ဘယ်လိုစည်းကမ်းတွေချမှတ်တင်ပါတယ်လဲဘယ်လိုမျိုးတွေရောတတိထားလိုက်နာတင်ပါတယ်လဲကိုအဲ့ဒါကတော့အသေးစိတ်ပြောနေမယ်ဆိုတော့အမကြီးဒါတွေကပြောလို့တောင်ကုန်မှာပေါ့ခုနကကျွန်တော်ဒီလက်နက်သမားတွေကိုအကြံပြုခြင်းလို့ပဲကျွန်တော်တို့ကဒီလက်နက်ကင်ထားတာနော်လက်နက်ကင်ပြီးဒေါ်လာရေးလုံနေတာကဘသူ့ကိုဒေါ်လာနေတာတော့ဘာအတွက်ဒေါ်လာနေတာတော့ဆိုတာသိရင်ကိုပဲအဲ့ဒီပြဿနာတွေတော်တော်လေးအေးသွားလိမ့်မယ်ထင်တယ်အဲ့ဒါဆိုရင်ကိုချင်းချင်းကိုအပြိုင်တာတွေပြည်သူလူထုကိုမှားယွင်းတပ်ဖြတ်တာမျိုးတွေနည်းလာနိုင်မယ်လို့ထင်တယ်ကျွန်တော်တို့လက်နက်ကင်ရတဲ့ရည်ရွယ်ချက်တွေကဖြောင်းမှတ်မှန်ကန်ဖို့လိုတယ်ဒီလက်နက်အပေါ်မှာမตายရဖို့လိုကျွန်တော်တို့တွေဟာအင်အားတွေစုဖွဲ့ပြီးတိုက်နေတာကကိုတယောက်အတွက်မဟုတ်ဘူးဒီတိုင်းပြည်လွတ်မြောက်ဖို့ဆိုတာသိလာမယ်ဆိုရင်ကိုချင်းချင်းကိုအပြိုင်တာနည်းလာလိမ့်မယ်ဟိုတခုတော့ရှိတာပေါ့ဒီထဲမှာစုံပြူတဘောမျိုးဒေါ်လာရေးအရေးခြုံပြီးတော့ကိုကျိုးတိဆောက်ခြင်းတဲ့လူတွေကိုတော့ကျွန်တော်တို့သတိထားရမှာပေါ့အဲ့လိုကိုချင်းချင်းတွေအပေါ်မှာတော့ကိုတိုင်းကလည်းစပြီးတော့လက်နက်ကင်ရတဲ့သဘောထားပြန်ကန်ဖို့ကိုသတိထားသတိပေးလေ့ကျင့်အဲ့လိုလုပ်ရင်းနဲ့သွားမယ်ဆိုရင်ခုနပြောတဲ့အဖွဲ့အချင်းချင်းတွေဂျာပြဿနာတွေပြည်သူလူထုနဲ့မှားယွင်းပြည်သူလူထုအပေါ်မှာမှားယွင်းတပ်ဖြတ်တဲ့တို့မဟုတ်မှားယွင်းတာမဟုတ်တော့မှဒီရွယ်ချက်ရှိလုံးချင်တပ်ဖြတ်တာတွေဒါတွေရှင်းသွားဒါကတော့အသေးစိတ်စီးမြင်နေရတော့ဘယ်လိုချမှတ်ရမလဲဆိုတော့ဒေါ်လာရေးအဖွဲ့ဒီတိုင်းသိကြပါတယ်အဓိကကတော့စိတ်ဓာတ်ပိုင်းပေါ့ကိုယ့်ရဲ့ခံယူချက်မှန်ကန်ဖို့ကိုကဘသူ့ကိုဒေါ်လာပြီးတော့ဘာအတွက်ဒေါ်လာနေတာတော့ဆိုတာသိရင်ကိုပဲအဲ့ဒါတွေတော်တော်ဆင်ပြေသွားမှာပါဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ရန်သူဟာသူလို့ရမယ့်အဆင့်ချင်းလှုပ်ဆောင်နေပါတယ်ကိုအခုဆိုလို့ရှိရင်အိမ်ကျက်ရှင်အိုးမဲတုတ်ရန်တိုက်ပေးတဲ့ဗျူဟာကိုလည်းသုံးလာတာကိုကျမတို့တွေ့ရပါတယ်ပြူစောတီဆိုတဲ့အဖွဲ့တွေကိုဖွဲ့စည်းပေးပြီးတော့မှတင်နန်းတွေပေးပြီးလက်နက်တွေတက်ဆင်ပေးပါတယ်ပြီးတော့ပြည်သူအချင်းချင်းရန်တိုက်ပေးပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကိုနဂါအနေနဲ့ပေါ့နော်တော်လန်ရေးရဲ့ခလုတ်ကန်တင်ဖြစ်တဲ့လူတွေကိုဘယ်လိုပြောရှင်ပါတယ်လဲဘယ်လိုကိုရှင်းလင်းရင်ကောင်းမလဲကိုသူတို့အခုနပြောတဲ့လူရဲ့အသိစိတ်အားနေတာနေလေအဲ့ဒီပြဿနာတွေပါလာတာရှိတယ်နောက်တော့အကြောက်တရားပေါ့စစ်ကောင်စီရဲ့အတင်းကျပ်ဖိနှိပ်မှုတွေကြောင့်အသိတရားနည်းမှုတွေနောက်အကြောက်တရားကြောင့်စစ်ကောင်စီရဲ့အတင်းကျပ်ဖိနှိပ်မှုတွေကြောင့်လေဒီပြူဆိုတာပါတယ်လို့တော့မြင်တယ်ဒါကိုတော့သတိထားကြရမှာပေါ့စစ်ကောင်စီကဒီဘယ်လိုပြောမလဲကိုယ့်နယ်မြေတုံးကိုရောက်လာတယ်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့ဒီဥဆိုင်ပြီးတော့သူတို့နဲ့လွတ်အောင်ရှောင်ရှားဖို့လိုတယ်အတင်းကျပ်မိသားစုကိုချုပ်ကင်ပြီးတော့အဲ့ဒီပြူတင်နှန်းတက်ခိုင်းတာမျိုးတွေကနေပြီးတော့ရှောင်နိုင်အောင်ပေါ့ဒီကောင်တွေကိုယ့်နယ်မြေထဲရောက်လာလို့ရှိရင်အဲ့ဒါတွေပြည်သူတွေသတိထားတယ်တချို့ပြူဖြစ်ရှင်လို့ဖြစ်ရတာမဟုတ်မိသားစုကိုရွာထဲမှာချုပ်နှောင်ပြီးတော့အဲ့လိုမျိုးသူတို့တပ်ဖွဲ့ဝင်တွေကကျွန်တော်ဘက်ဆိုလေနဲ့ရောက်လာတယ်ကားနဲ့ရောက်လာတယ်ရွာကိုဝိုင်းချုပ်ပြီးတော့ဒီမိသားစုတွေပါမထွက်ရဘူးအပြင်မိသားစုတွေကိုချုပ်နှောင်ထားပြီးတော့အဲ့ဒီလူတွေကိုအတင်းကျပ်ပြူတင်နှန်းပေးတာရှိတယ်အဲ့ဒါဖိနေချုပ်ချယ်မှုပေါ့တချို့ကကြတော့အတိတရားအားနေတာစစ်တပ်ရဲ့ဗျံပရာဆန်နဲ့စီယုံသိန်းတော်မှုတွေပေါ့လူမျိုးရေးအကြောင်းပြတာလို့ဘာသာရေးအကြောင်းပြတာလို့နီးမျိုးစုံနဲ့အတိတရားအားနေတဲ့လူမျိုးတွေကိုစီယုံသိန်းတွန်းပြီးလှည့်ပြားပြီးတော့ဒီသူတို့အပေါ်မှာထောက်ခံလာအောင်သူတို့ဝန်းရံလာအောင်လုပ်တာတွေရှိသိတဲ့မှာပြီဒီတိုင်းပြည်ကသူတို့စကားနဲ့သူတို့ပြောရရင်ပေါ့ဗျာဘူးပေါက်တာမလို့ဘူးရေပါတာပဲလိုချင်တယ်ဆိုတာစစ်တပ်ကလာတဲ့စကားဗျ
အဲ့ဒီစကားနဲ့ပြောမယ်ဆိုရင်သူတို့အုပ်ချုပ်လာခဲ့တာဒီတိုင်းပြည်မှာနှစ်တွေ10နဲ့ချီနေပြီလွတ်လပ်ရေးရပြီးကြတယ်အစသာအရာရာအမွေနှစ်ပြည့်စုံပြီးတာမြေပေါ်မြောက်တရားသာသာတွေပြည့်စုံပြီးတာအဲ့လိုပြည့်စုံပြီးတာကိုသူတို့လက်ထက်ကြမှာတဆင်ပြီးတဆင်မွဲတေသွားပြီးတော့အရှိတောင်အာရှမှာအာရှကြားနေပြီးတော့ဘယ်လိုပြောမလို့အာရှဖွက်ဖြစ်သွားပြီဒါသူတို့စကားနဲ့ပြောရရင်ကြံတဲ့ပြဿနာတွေဘာမှရှောက်ပြောမနေနဲ့ဟိုဘူးပေါက်တာမလို့ခြင်းရေးပါတာပဲလို့ခြင်းနေပြည့်စုံပြီးတာနိုင်ငံမွဲသွားတယ်သူတို့ညာဖြင်းလို့ပဲနိုင်ငံရေးပြိပခါတွေပြဿနာတွေဆိုတာတော့ကျွန်တော်တို့နိုင်ငံမှာမဟုတ်ဘယ်နိုင်ငံမှာပဲနေနေရှိအဲ့လိုဟိုမွဲသွားပြီမဲ့လို့ပြည်သူရောအစိုးရရောသူတို့စစ်တပ်ရောမွဲသွားလာတော့မမင်းနဲ့စစ်တပ်မှာခေါင်းကြီးပိုင်းတွေကကဘာမှာအစမတန်အချမ်းသာဆုံးလူတွေဖြစ်နေပြည်သူတွေမွဲတယ်စစ်တပ်ကဟိုနောက်လိုက်စစ်သားတွေရဲသားတွေငယ်သားတွေမွဲတယ်ဟိုခေါင်းကြီးပိုင်းတွေရှိသမျှအခွင့်အရေးကိုဖိနှိပ်ချုပ်ကင်ပြီးတော့လိုချင်သမျှအခွင့်အရေးလက်ညှိုးထိုးယူနိုင်တဲ့ဒီစစ်ဗိုလ်ချုပ်ကြီးတွေတော့ချမ်းသာသွားကြအဲ့ဒီအနေထားအပြင်ပြည်သူလူထုကိုဆက်ဆံတဲ့နေရာမှာကြလဲတလိษံသားတာပဲဆက်ဆံတဲ့နည်းတွေနဲ့သူတို့တွေလုပ်နေတယ်အခုဒီနိုင်ငံရေးပြိပကမှာပဲကြည်ကျန်တဲ့အချိန်တွေမှာပဲကြည်ဗျာဒီလောက်ရုပ်မာတဲ့စစ်တပ်ဆိုတာသူတို့သိဖို့လိုတယ်ကိုတနည်းကလိုင်းသားရမှာဘယ်လောက်ဒီအောက်တန်းကြတော့ဆိုတော့ဒီအလုတ်လုတ်သွားတဲ့အမျိုးသမီးလေးတွေကိုစစ်သားတချို့ကဖမ်းပြီးတော့ဆပင်ရှည်ပါတဲ့လူတွေကိုကက်ကြီးနဲ့တခါတည်းဆပင်ဖြတ်ယူလိုက်တယ်ကဲဘာမှပြဿနာမရှိဘူးနော်သဘောဒီကောင်တွေဟာဒီတိုင်းပြည်နဲ့ဒီလူထုအပေါ်မှာအရန်ကိုကြောက်စရာကောင်းလောက်အောင်ရုပ်မာတဲ့နီးတဲ့ဟောက်ပြန်တဲ့နီးတွေအောက်တန်းကျတဲ့နီးတွေနဲ့စီးမဲ့ကမ်းမဲ့အနိုင်နေနောင်လဲဒီချက်ပိုးဆိုးလိုက်မယ်ဆိုတာဒီဘလောက်ပေါ်လွန်တဲ့လောက်ရတော့ညာသူ့ဟာနဲ့သူအလုတ်လုတ်သွားတဲ့အမျိုးသမီးကိုဘာမှလမ်းမှာတောင်းယူရမရှိတော့ဆပင်အရှည်ပါတဲ့လူကက်ကြီးနဲ့ဖြတ်ယူလိုက်ပြီးရောက်သားမှာပဲဒါကျွန်တော်တို့ရွာတွေမှာရောက်လာတယ်ဆိုရင်ဒီမှာတော်လန်ရေးသမားတွေကသူတို့ထက်10သားလောက်ရုံမာမယ်ဆိုပို့ပြီးရုံမာလို့ရတယ်ပြည်သူကိုအနိုင်ကျင့်မယ်ဆိုရင်ပို့ပြီးအနိုင်ကျင့်လို့ရတယ်ဘယ်သူမှကျွန်တော်တို့ဒီဘက်ဒေသမှာ PDF ကဓမြတိုက်တယ်ဆိုတာကဘယ်ဒေသမှာမှအဲ့ဒါလောက်ပေါ်ထင်းမရှိဘူးစိုးစိုးဝါးဝါးမရှိဘူးဒေါ်လာရေးမှာလက်နက်ကင်ပြိပခဖြစ်တဲ့အတွက်တက်တာဖြတ်တာတွေရှိပေမဲ့လို့ PDF ကမရင်းရှင်းတာရှားတယ် PDF ကဓမြတိုက်တာရှားတယ် PDF ကမီးရှို့တာရှားတယ်ဒီစစ်တပ်ရောက်လာရင်တော့ရွာတွေမီးရှို့တယ်ကျွန်တော်တို့မြို့နယ်ဆို12ရွာလောက်ရှိသွားပြီရွာလုံးကျွတ်နေပါကတချို့အိမ်တွေဆိုရင်3-4တချို့ရွာတွေဆိုရင်3-4-5အိမ်10အိမ်အဲ့လိုမျိုးရှို့တာတွေကတော့မရေမတွက်နိုင်ဖြစ်နေမရင်းချင်းတဲ့ပြဿနာတွေလည်းပေါ်တော်ရှိနေတာပဲအိမ်တွေဖောက်ပြီးတော့ပစ္စည်းတွေလုတာတွေလည်းရှိနေတာပဲအရှင်လက်တက်တဲ့ဖြတ်တဲ့ကိစ္စတွေလည်းပေါ်လောရှိနေတာပဲပြောချင်တာကဒီမှာလောကူဟိုငတ်ပြန်နေတဲ့ကြားတွေကနေပြီးတော့ကိုချိုးတာကြည့်ကြမယ်ဆိုဒီ PDF တွေကလက်နက်ကင်တာပြည်သူချင်းချင်းအနိုင်ချင်းလို့လွယ်တာတောင်မှငတ်ပြပေးသေးတွေနဲ့ပဲပြည်သူကိုကယ်ဖို့ဆက်တယ်ပြည်သူလေးတွေကဘာမှလူရတာမရှိဘူးသူတို့များရောက်လာလိုက်လို့ကတော့ရှိတဲ့မြရွာတွေထောင်းမောင်းကြည့်တာဒီလောက်ရုပ်မာတာကိုသိနေပါရဲ့နဲ့စစ်တပ်ရဲ့ဗျံပရာဟိုဂျင်းတွေဘာသာရေးအကြောင်းပြတာလို့ဟိုလူမျိုးရေးအကြောင်းပြတာလို့နဲ့ပြီးတော့ဘယ်ဥစ္စာမှလည်းလူမျိုးရေးဆိုရင်လည်းလူမျိုးရေးပကဖန်တီးယုံလောက်ပဲရှောက်ပြီးတော့လူမျိုးရေးစကားပြောတာတိုင်းပြည်ထဲမှာလူမျိုးပေါင်းစုံနေပြီဘာသာရေးဆိုလည်းအဲ့လိုပဲသူတို့ကဘယ်မှသိတန်ပိုးထားတာလည်းမဟုတ်ဘဲနဲ့လိုရာထက်ပိုပြီးတော့ဘာသာရေးလူမျိုးရေးရန်တိုက်ပေးမှုတွေနဲ့ဒီတိုင်းပြည်ကိုလှည့်ပြပြီးတော့ချင်းအကွက်ပြဲတွေဖြစ်အောင်အုပ်ချုပ်လာခဲ့တာအဲ့ဒါတွေကိုသိဖို့လိုတယ်ဒီလူတွေကိုဝင်းရံဖို့ပြူစောတိဝင်တယ်ဆိုတာအတိတရားအားနေတဲ့လူတွေအတွက်တော့ကျွမ်းစရာကောင်းတယ်ဒါတွေမလုံးကြနဲ့ကျွန်တော်တို့ကလိုပဲဖြစ်နေဒီစစ်ကောင်စီကတိုင်းပြည်အတွက်အဆိုးဝါးဆုံးရန်သူရွှေရှာဆက်စုပ်ပွဲအကောင်းဆုံးရန်သူဖြစ်နေပြီဆိုတဲ့နောက်မှာသူတို့နဲ့ပတ်သက်လာတဲ့လက်နက်ကင်တွေကိုတော့ကျွန်တော်တို့ကသူတို့ဒန်းသူထားပြီးတော့တိုက်ခိုက်ရမှာအဲ့ဒါကြောင့်အတိတရားအားနေတဲ့အပိုင်းနဲ့တော့ဒီကောင်တွေအောက်မှာကြေကြေနက်နက်ဝင်ပါပြီးလက်နက်ကင်တာမျိုးတွေမလုပ်စေချင်ကြအောင်ဒီလောက်ရုပ်မာရက်ဆက်တဲ့လောက်ရက်တွေကိုပေါ်ထင်းမြေပြင်မှာတွေ့နေရတာတော့ဒီကောင်တွေနဲ့ပူပေါင်းဖို့ဝင်းရံဖို့ဆိုတာကလူတွေအောင်အနေနဲ့ခေါင်းထဲမှာချီးမရှိဘူးအုံနောက်ပဲရှိတယ်ဆိုရင်တိတ်ခက်ဆင်ကျင်ရမယ်အလုံးမဟုတ်အဲ့ဒါကြောင့်ကိုယ်စိတ်နဲ့ကိုယ်ဆန္ဒနဲ့တော့ပြူစောတိလုပ်ဖို့မစင်စားကြနဲ့အဖိနှိတ်အထိတ်ခံရပြီးတော့လောက်ရတယ်ဆိုရင်တော့လေဒါကစိတ်မကောင်းစရာလို့ပြောရမှာပေါ့အဲ့ဒါကြောင့်အဲ့ဒီလိုမျိုးမိသားစုကိုဖိနှိတ်ချင်းချောက်ပြီးတော့လက်နက်ကင်ခိုင်းတာမျိုးလည်းမဖြစ်ရအောင်ဒီကောင်လေးလာပြီဆိုရင်တော့လွတ်ရမှာရှောင်နေကြပေါ့လက်နက်ကင်ပြိပခဖြစ်နေတော့ဘလို့ပဲဖြစ်နေနေဒီကောင်တွေနဲ့အတူသွဲပြီးလက်နက်ကင်ပြီဆိုရင်တော့ကျွန်တော်တို့ကဒါကတိုက်ပွဲမှာရင်ဆိုင်တိုက်ပွဲမှာဘယ်လိုမှသူတို့ပြစ်တာကိုကျွန်တော်တို့ငြိမ်ခံလို့မရဘူးသူပြစ်ကိုပြစ်ကြတိုက်ကြခိုက်ကြအနိုင်ယူကြရမှာဆိုတော့အတက်နိုင်ဆုံးသတိထားပြီးတော့ကိုပြူစောတိ
ဘဝရောက်မသွားအောင်ပြည်သူတွေဆင်ခြင်ကြဖို့လိုတယ်စစ်တပ်လာရင်ဝေးရှောင်ဖို့လိုတယ်ပေါ့ ဟုတ်ကဲ့ပြည်သူတွေအနေနဲ့အင်မတန်မှတတိထားတဲ့အရာလေးကိုပြောပြပေးတာတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုဆက်လက်ပြီးတော့ပေါ့နော်ကိုစစ်အာဏာရှင်စနစ်ကြီးရပေါ့နော်ရှုံငိမ့်သွားလို့တော်လန်ရေးကြီးအောင်မြင်သွားတဲ့အခါကိုငကားကိုဘယ်လိုပုံစံနဲ့မြင်ရနိုင်မလဲပေါ့နော်ဥပမာအနေနဲ့အနာဂတ်ပြည်တော်စုတက်မတော်မှာဆက်လက်တာဝန်ထမ်းဆောင်ပါလားဒါမှမဟုတ်ရင်တာမန်ပြည်သူဘဝနဲ့ပဲနေသွားမှာလားကို အကျဉ်းဆုံးပြောရရင်ဒီပုံစံမှာဒီပုံစံနဲ့ပဲမြင်ရမှာပေါ့အခုကဘယ်လိုလဲဆိုတော့ကျွန်တော်တို့တိုင်းပြည်နဲ့ကျွန်တော်တို့လူထုရဲ့လိုအပ်ချက်အရာလိုအပ်တဲ့နေရာကိုကျွန်တော်တို့ဝင်ဖြည့်တဲ့နည်းနဲ့ပဲအခုပါလာကြတာလေကျွန်တော်တို့ကဒီလိုအပ်ချက်တွေပြီးမြောက်သွားကိုယ့်ရဲ့ပုံမှန်ဘဝဖြတ်သန်းမှုနဲ့ပဲကျွန်တော်တို့ရှိနေမှာအဓိကတော့တိုင်းပြည်နဲ့ဒီလူထုလိုအပ်ချက်ပြည့်စုံသွားပြီဆိုတဲ့အချိန်ကျွန်တော်တို့ကကိုယ့်နေရာကိုပဲကိုရှိနေမှာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှကိုကြီးလက်ရှိအနေအထားမှာငကားတို့ကတော်လန်ရေးကြီးရဲ့တက်ဦးမှာရှေ့တန်းကနေအသက်ကိုပေးပြီးတော့မှတိုက်ပွဲဝင်နေကြပါတယ်ဒါပေမဲ့ပြည်သူတချို့ဟာတော်လန်ရေးမှာမပါဝင်ဘူးအားလည်းမပေးကြဘူးနေသားတလူနေကြတဲ့လူတွေကိုကိုငကားအနေနဲ့ဗာပြောရှိပါတယ်ရှင်အဲ့ဒီအကြောင်းကိုကျွန်တော်စောစောကမေကွန်းထဲမှာတောင်ပြောခဲ့ပြီလူတွေကအသိစိတ်ဓာတ်ပေါ့အသိစိတ်ဓာတ်တွေကိုချင်းစာအများကြီးကျွန်တော်တို့ကအပေါ်ယံအမြင်နဲ့ဆုံးဖြတ်လို့မရနိုင်လောက်အောင်လူတွေရဲ့ဒီကိုချင်းတရားတွေကတော်တော်ထူးထူးဆန်းဆန်းဖြစ်တည်နေကြအခုကျွန်တော်တို့ဆိုရင်ဒါကြီးလက်တော်ရွာကပဲဒီတိုင်းပြည်ရဲ့ဒီအနာဂတ်အရေးနဲ့ပတ်သက်ပြီးတော့စိုးကျိုးကောင်းကျိုးတွေကိုကျွန်တော်တို့မှီတလောက်ညာနဲ့စဉ်းစားကြကျွန်တော်တို့ကလေတော်တွေထဲမှာသွားလာနေပေမဲ့လို့ကျွန်တော်တို့ခန္ဓာကိုယ်တွေကချွတ်နေဘွက်တွေထဲမှာရှိနေပေမဲ့လို့ကျွန်တော်တို့စိတ်ဓာတ်တွေကိုချွတ်နေနွံထဲမှာမထားဘူးကျွန်တော်တို့မှမဟုတ်ဒီဘက်မှာတော်တော်များများပေါ့ဒီတိုင်းပြည်နဲ့ဒီလူထုကိုဒီလိုရုပ်မာတဲ့အဖွဲ့အစည်းတစ်ခုကစီးမဲ့ကမ်းမဲ့ဗိုလ်ကျနေတဲ့ကိစ္စမှာလာလတန်တော့ကျွန်တော်တို့ရဲ့အနာဂတ်ရင်သွေးတွေအတွက်အသက်နဲ့ဘဝကိုဈေးပြီးလုံးမရမယ်ဆိုတဲ့အသည့်အဲ့ဒီအသည့်နဲ့လုံနိုင်တဲ့လောက်ကိုလုံဖို့ကျွန်တော်တို့ရဲ့ဒီဘက်မှာရှိတဲ့ရဲဘော်တွေရဲ့ချူစင်တဲ့စိတ်ဓာတ်နဲ့ပေးဆက်ကြလူတွေကချွန်တဲ့ဘွက်ထဲမှာနေပေမဲ့လို့စိတ်သက်တွေကတော့ချွန်တဲ့ဘွက်ထဲမှာမရှိတာအခုနပြောခဲ့တဲ့ဒီခရိုနီတွေနော်လူကုန်နံလို့ထင်ရတဲ့လူတွေကြည့်ရင်တော့လူတွေတန့်နေပဲစိတ်သက်တွေကကြတော့ချွန်တဲ့ဘွက်ထဲမှာမြန်ရှိနေလို့လားဒါမှမဟုတ်ရင်တတိလက်လွတ်မိရောပေါ့ဆာဖြစ်နေကြလို့ဒီတိုင်းပြည်နဲ့ဒီလူထုဘဝဒီအနေထားကလွတ်ကိုလွတ်မှရမယ်ဆိုတာကကြီးလက်တော်ရွာကလူတွေထက်သူတို့ပို့ပြီးတော့မြင်နိုင်တယ်ဒါပေမဲ့သူတို့အမြင်ကတိုင်းပြည်လုံးကောင်းစားမဲ့အရေးထက်ငါတို့ကြီးပဲကွက်ကောင်းစားမဲ့အရေးကိုကြိုက်လို့များဒီအရေးတွေမှာအာသွန်ခွန်ဆိုင်ပါမပေးကြတာလားဒါမှမဟုတ်ရင်အသိစိတ်ဓာတ်ကိုဘော်ထဲရောက်နေလို့လားဒါမှမဟုတ်ရင်မေးလျော်ပေါ်စနေကြလို့လားလို့ကျွန်တော်တို့ပြောချင်တယ်ကျွန်တော်တို့ကဒေါ်လာရေးရတဲ့ဥမှာပါပြီးရွှေချွန်တိုက်နေကြတယ်ဆိုမှကျွန်တော်တို့ရဲ့ကြိုးစားမှုကလူပဲရှိတာအဲ့လောက်ခီးမပေါက်ဘူးဒါပေမဲ့အခုနကပြောတဲ့လူကလည်းကိုယ်သွေးတောက်ပြောင်ပြောင်လည်းရှိတယ်စိတ်ဓာတ်ကလည်းတောက်ပြောင်ပြောင်ရှိတယ်လူအသေးစိတ်ရှိတယ်လူတာဝန်ခြေပြွန်ခြင်းတဲ့လူတွေကပံ့ပိုးကြတယ်အဲ့လိုလူတွေကကျွန်တော်တို့တက်ဥမှာရှိမနေပေမဲ့နောက်ကနေပြီးတော့ကျွန်တော်တို့ရဲ့လုံနိုင်စွမ်းကို10သားလောက်တိုးလာအောင်ကူညီပေးကြအဲ့လိုလူတွေလည်းရှိတယ်ပြောချင်တာကတော့လူတွေကခံမရခက်တဲ့အကြောင်းပေါ့စီးပွားရေးလုပ်ငန်းရှင်တွေတိုင်းခရိုနီတွေတိုင်းမြို့နေလူတန်းသားတွေတိုင်းလည်းအောက်တန်းကြတာတော့မဟုတ်ဘူးသူတို့ကအတိစိတ်နဲ့ဒီဒေါ်လာရေးကိုကျွန်တော်တို့ရဲ့လုံနိုင်စွမ်းတွေကိုသူတို့ရဲ့အင်အားတွေနဲ့နောက်ွယ်ကနေတိတ်ဘိုးဘယ်လိုပြောမလဲတိတ်ကလေးပံ့ပိုးပြီးတော့ဒီလွတ်မြောက်ရေးဂျိုးပန်းရာမှာတကယ်အားထက်ပေးကြတယ်လေးသားပါတယ်သူတို့ဟာသူတို့ရဲ့ကိုယ်သွေးနဲ့သူတို့ရဲ့စိတ်ဓာတ်နဲ့တကယ်လိုက်ဖက်တယ်ကျွန်တော်တို့လေးသားရတဲ့လူတွေရှိပါတချို့တာဝန်မကျေတဲ့လူတွေကတော့လူတွေကတောက်ပြောင်ပြောင်နဲ့စိတ်ဓာတ်တွေကအခုနပြောတဲ့ရွှွန်နဲ့နွယ်နဲ့များနစ်နေတာလားပေါ့ဒုမဟုတ်မိရောပေါ့ဆာဖြစ်နေတာလားအဲ့ဒါကျွန်တော်တွေးမိဒါကအားတော့နာတယ်ဒါပေမဲ့ပြောရမှာပဲဗျဘာဖြစ်လို့လဲဆိုတော့ဘဝမှာဘာမှမမေရမခံစားကြရတယ်ဘူး
နေချမ်းချမ်းမရှိကြသေးတဲ့လူတွေအသိပညာမပြေဝဘူးထင်ရတယ်ဒီတော့နေလူတန်းစားတွေတောင်မှဒီအမှောင်ကြီးကိုဖယ်ပြီးတော့ဒီနိုင်ငံတော့အလင်းဆောင်ဖို့ကြိုးစားနေတဲ့အချိန်မှာဒီလူတွေကသပွဲဝိုင်းမှာထိုင်ပြီးတော့ဟီဟာပြုံးပြော်နေနိုင်ကြသေးတယ်သူတို့ကိုကြိုးအတွက်သူတို့ဟာဒီနိုင်ငံနဲ့လူထုရဲ့ဒုက္ခကိုလစ်လူရှုပြီးရှေ့ဆက်နေနိုင်ကြသေးတယ်ဆိုတာတော်စိတ်ပြတ်ဖို့ကောင်းတဲ့စိတ်သက်တွေအဲ့ဒါတွေကိုကျွန်တော်တို့ပြင်စေခြင်းတယ်သူတို့တွေဒါနောက်ွယ်ကနေတိတ်ပုံပံ့ပိုးမယ်ဆိုရင်ကျွန်တော်တို့ကအကြခင်လွတ်မြောက်သွားနိုင်တယ်ကျွန်တော်တို့နိုင်ငံအဓိထက်ပုံမတောက်ပြောင်လာနိုင်တယ်အားလုံးပေါ့အဲ့ဒီကြရင်တော့မျိုးတော်မျိုးပါမချမ်းအားလုံးကကဘာငေ့ကြည့်ရတဲ့လူအစင်တန်းတစ်ခုဖြစ်လာနိုင်သူတို့ကအဲ့ဒါကိုမလိုလားလို့များသူတို့ကြီးပဲတောက်ပြောင်တဲ့ဘဝမှာနေရဖို့ကျန်တဲ့ဒီအခွင့်အရေးတွေပွန့်ထွက်သွားမှာကိုစိုးရိမ်ကြလို့များဒီအရေးခင်းကြီးအောင်ထောင်နေကြတာလားဗျာအဲ့လိုကျွန်တော်တို့မိရောပေါ်ဆာဖြစ်နေတာဆိုရင်လည်းဒီဒေါ်လာရေးမှာကဏ္ဍမျိုးစုံနဲ့မြေပေါ်လှုပ်ရှားတဲ့သူတွေမြေအောင်လှုပ်ရှားနေတဲ့သူတွေကိုတိတ်ပုံဆက်တွယ်ပါသူတို့အတွက်ကျွန်တော်တို့ကျေးဇူးလည်းမမိတ်ပါဘူးဒီဒေါ်လာရေးပြီးသွားတဲ့အချိန်မှာသူတို့ရဲ့ပါဝင်မှုတွေသူတို့ရဲ့ပံ့ပိုးမှုတွေကျွန်တော်တို့အတိအမှပြုတ်နေမှာနောက်တစ်ချိန်ထိကျွန်တော်တို့ကလေးစားနေအဲ့လိုမျိုးတိတ်ကျွန်တော်တို့ကိုပံ့ပိုးပေးလို့ကူညီပေးလို့မရဘူးလားအဲ့လိုမဟုတ်ဘူးဒီတိုင်းပြည်ကြီးကမိဟုံးတောက်မယ်ဆိုရင်သူတို့ထင်တယ်လို့သူတို့လည်းလွတ်နေမှာမဟုတ်ဘူးအဲ့ဒီကြရင်တော့နိုင်ဟာစားတဲ့ပုံသဏ္ဍာန်တွေနဲ့ကျွန်တော်တို့နိုင်ငံကြီးကဘယ်လိုပြောမလဲဗျာကြီးနိုင်ငယ်နဲ့ဝါဒတွေတွန်းမိုးသွားမယ်လမ်းဘေးစရိုက်တွေလွှမ်းမိုးသွားမယ်ဆိုရင်ဘယ်သူစီးပွားရေးမှာဘယ်သူအကျိုးစီးပွားမှာအာမခံချက်ရှိမှာအဲ့ဒါကိုသူတို့နားလည်ပြီးတော့ဒီဒေါ်လာရေးမှာပါစေခြင်းနဲ့အဲ့လိုမဟုတ်ရင်တော့သူတို့ရဲ့ဘယ်လိုပြောမလို့တာဝန်မဲ့ရှင်တန်းတွေကြပုံတွေကတော်စိတ်ပြက်စရာကောင်းလာသလိုတော်လဲစိတ်တူဖို့ကောင်းလာပြီပေါ့ဒါအနေရှိတယ်တိုင်းပြည်အတွက်လည်းအနေရှိတယ်သူတို့အတွက်လည်းအနေရှိပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုဆက်လက်ပြီးတော့မှဒီကြော်လန်ရေးအောင်မြင်ဖို့အဓိကတော့ချက်ကရောဘာလဲအဓိကလိုအပ်ချက်ကရောဘာများဖြစ်နိုင်မလဲရှင်ရှင်းတယ်အောင်မြင်ဖို့ကကျွန်တော်တို့ဟာလူတဦးတယောက်တိုင်းစီကတော်လိုင်းမှာပါဝင်တဲ့သူတွေတော်လိုင်းမှာပါဝင်တဲ့တဦးတယောက်ချင်းစီတိုင်းအဖွဲ့အစည်းတစ်ခုစီတိုင်းကဖြောင်းမှန်မှန်ကန်ဖို့လုပ်မယ်။နောက်စူးစီးညီညွတ်လို့စိတ်ရှိရ။နောက်အဲ့ဒီတယောက်စီတိုင်းတစ်ဖွဲ့စီတိုင်းကဒီနိုင်ငံသူဒီနိုင်ငံသားတွေတဦးတယောက်စီတိုင်းအစုအဖွဲ့တစ်ခုစီတိုင်းကဖြောင်းမှန်မှန်ကန်ရမယ်။စူးစီးညီညွတ်လို့စိတ်ရှိရမယ်။နောက်တာဝန်ယူလို့စိတ်တာဝန်ခံလို့စိတ်တွေရှိရ။အဲ့ဒါဆိုရင်တိုင်းပြည်အောင်တိုက်တဲ့လူကတိုက်မယ်ဗျာဟုတ်တယ်မဟုတ်လားတိုက်တဲ့လူကလည်းလက်နက်ကင်မယ်လက်နက်ကင်တဲ့အချိန်မှာမှန်ကန်တဲ့နည်းနဲ့အဲ့ဒီလက်နက်ကိုအသုံးချကိုချင်းအားပြိုင်ဖို့မဟုတ်ဘူးဒီဆက်ရပြည်သူကိုအနိုင်ကျင့်ဖို့မဟုတ်ဘူးဓမြတိုက်ထားဖို့မဟုတ်ဘူးတော်လန်ရေးအောင်ဖို့လက်နက်ကင်ထားတဲ့လူရုပ်မှာဖိနှိပ်အုပ်ချုပ်သူတွေကိုလက်နက်ကင်ပြီးတိုက်ခိုက်ဖို့ဆိုတဲ့ရွေချက်တစ်ခုနဲ့တင်တိုက်နောက်သဘောထားဖြောင်းမှန်မှန်ကန်မှုရှိတဲ့လူတွေကိုစီစစ်ရအဖွဲ့အစည်းတွေကိုစီစစ်ရမယ်အဲ့လိုမဖြောင်းမှန်မမှန်ကန်တဲ့လူတွေကိုတော့တော်လိုင်းရေးအတွန်းမှာတင်ချက်ချင်းရှင်းနိုင်တယ်မြရှင်းပြရမယ်အင်အားကြီးထွားမလာအောင်ဝိုင်းဝန်းထိမ့်သိမ်းတဲ့အပိုင်းတွေထိမ့်သိမ်းရမယ်သဘောထားညီညွတ်မျှတတဲ့အဖွဲ့အစည်းတွေကဒီထက်ပိုပြီးတော့စူးစီးညီညွတ်မှုတွေကိုဖန်တီးရမယ်အင်အားကိုကြီးတဲ့ကြီးအောင်จิตတဲ့จิตအောင်ကျွန်တော်တို့ကြိုးစားရမယ်နောက်အဲ့ဒီအဖွဲ့အစည်းတွေအားလုံးလက်နက်ကင်ထားတဲ့လူကလည်းလက်နက်ကိုအလှကင်ဖို့မဟုတ်ဘဲနဲ့ဒီလက်နက်ကင်ပြီးတော့တေးသေးချေချေတိုက်ပွဲဝင်ရမယ်အဲ့ဒီတာဝန်ကိုယူရဲရအဲ့ဒီတိုက်ပွဲထဲမှာမပါတဲ့လူတွေပြည်သူတဦးတယောက်ချင်းစီကစင်ရဲသားကနေစပြီးတော့ဟိုနောက်လူချမ်းသာခရိုနီတွေအဆုံးပေါ့အားလုံးကလက်နက်ကင်တိုက်ပွဲမဝင်နိုင်ဘူးဆိုရင်ဒီနောက်တန်းကနေပြီးတော့ဘယ်လိုအားကောင်းမောင်းတန်ပံ့ပိုးကူညီရမလဲဆိုတော့ကျွန်တော်မြန်မာအချက်တော့တောက်ချင်းစီတိုင်းကနောက်တာဝန်ယူလို့ဒီတော့မဟုတ်အဖွဲ့အစည်းတွေကျွန်တော်တို့တော်လည်းခါလေးနဲ့အောင်သွားမှာအဲ့အဓိကတော့ချက်ဟုတ်ကဲ့ကော
ကိုပက line နဲ့ထင်နေတယ်နော် ဟုတ်ချက်စင်ပြေလိုက် ဟုတ်ကဲ့အဆင်ပြေသွားပြီကိုခုနကထစ်နေလို့လေနည်းနည်းလေးနောက်ဆုံးမှာနည်းနည်းထစ်သွားတယ်ဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်ဒီပေါ့နော် ZNTV ကိုကြည့်ရှုနေတဲ့ပြည်တွင်းမှာပြည်သူများရောပေါ့နော်ပြည်ပရောက်နေတဲ့ပြည်သူတွေကိုရောအခုအနေနဲ့ဒီနောက်ဆုံးအနေနဲ့ပေါ့နော် ZNTV ကိုနှုတ်ဆက်စကားပြောကြရင်ပေါ့နော်ပြည်သူတွေကိုမှာကြားရှင်တာတွေရှိတယ်ဆိုလို့ရှိရင်နောက်ဆုံးအနေနဲ့မှာကြားပေးပါရှင်ကိုပြည်သူတွေကိုမှာကြားရှင်တော့ဒီဘာမှရောက်နေတဲ့သူတွေရောပြည်သူမှာရှိတဲ့လူတွေရောဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကမြန်မာနိုင်ငံသားတွေဒီမြန်မာပြည်ကတမျိုးမဟုတ်တမျိုးတော့တိုင်းရင်းသားညီကိုမောင်နှမတွေကနေပြီးတော့ပေါက်ဖွာလာကြတဲ့သူတွေအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ခေတ်ကျွန်တော်တို့သမိုင်းကျွန်တော်တို့ဂျုံနေရတာအဲ့ဒီကာလကိုကောင်းကောင်းမွန်မွန်ဖန်တီးဖို့ဖြတ်တန်းဖို့လာမယ့်အနာဂတ်မျိုးဆက်တွေအတွက်ကျွန်တော်တို့မှာအများကြီးတာဝန်ရှိအဲ့ဒီတော့အားလုံးကဒီခေတ်ဒီသမိုင်းကိုကောင်းကောင်းရေးထိုးဖို့အားလုံးကဉာဏ်ပညာတွေနဲ့ရဲရဲမှုတွေနဲ့ပေါင်းစပ်ပြီးတော့ဖန်တီးကြရအောင်ကျွန်တော်တို့တက်နိုင်တယ်မြကျွန်တော်တို့မျိုးဆက်ကျွန်တော်တို့အနာခုနပြောခဲ့တဲ့ကျွန်တော်တို့ဖြောင်းမှတ်မှန်ကန်စွာဥဆောင်နိုင်ရမယ်ကျွန်တော်တို့စူးစီးညီညွတ်မှုတွေနဲ့ကျွန်တော်တို့အနာဂတ်ရင်သွေးတွေအတွက်ကျွန်တော်တို့ဒါတာဝန်ယူနိုင်ကြဒီချိန်ကကျွန်တော်တို့အများကြီးပေါ့နော်ကျွန်တော်တို့ဒီလူသားပြည်သားအခွင့်အရေးတွေလည်းရှိအစိုးရအကောင့်ဆိုလို့ဒီလူရုံမှာအဖွဲ့အစည်းကြီးကဒီတိုင်းပြည်ကိုဒီလိုဖိနှိပ်အုပ်ချုပ်နေတဲ့အချိန်ကအစိုးတစ်ခုဖြစ်ပေမဲ့လို့အဲ့ဒီထဲကနေကျွန်တော်တို့ရဲ့လူသားပြည်သားအခွင့်အရေးကိုကျွန်တော်တို့ဒီသမိုင်းမှာကောင်းကောင်းမွန်မွန်သင်္ကေတဖြစ်အောင်ပြသခွင့်ရကြအဲ့ဒီမှာအခုနံပြောသလိုပေါ့ကျွန်တော်တို့ရဲ့တာဝန်ယူလို့စိတ်တွေနဲ့အားလုံးကဘာပေါင်းစုံတောင်ပေါင်းစုံကနေပါပေးကြပါဒါဟာလဲမလွဲတာမရှောင်တာကျွန်တော်တို့ခြံရစ်ခဲ့ကြရမယ်ကျွန်တော်တို့အနာဂတ်မျိုးဆက်တွေကမ္ဘာအလယ်မှာလူရဝင်ဖို့လူတန်းစေဖို့အတွက်ဆိုတာကျွန်တော်တို့သိဖို့လို့အဲ့တော့ကိုလည်းလူပိသားတဲ့လူတယောက်ဖြစ်နေဒီသမိုင်းမှာပါဝင်ခွင့်ရအောင်ရေးထိုးခွင့်ရအောင်အကျိုးပန်းကြပါလို့ကျွန်တော်တို့ပြောချင်တယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ် ZNTV ကိုကြည့်ရှုနေကြတဲ့ပြည်တွင်းပြည်ပကပြည်သူများအနေနဲ့အခုလိုဒီ ZNTV ရဲ့မြေဦးတော်လန်ရေးစကားဝိုင်းလေးမှာမီးမြန်းခန့်ကိုပိုနဂါနဲ့မီးမြန်းခန့်အစီအစဉ်လေးကိုကြည့်ရှုခြင်းအားဖြင့်ကျမတို့ပြည်တွင်းမှာရှိတဲ့လူတွေရောပြည်ပမှာရှိတဲ့လူတွေရဲ့ပူးပေါင်းပါဝင်ကြဖို့ရန်နဲ့ရှောင်းရန်ဆောင်ရန်လေးများကိုအားလုံးကဘုသူဒရကြပြီးတော့မှအားလုံးပါဝင်နိုင်ကြမယ်လို့ကျမတို့အနေနဲ့မျှော်လင့်ပါတယ်ကိုနားကိုလည်းကျမတို့ကိုZNTV interview ကိုလက်ခံဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တိုက်ပွဲတိုင်းအောင်နိုင်ပါစေအကိုကြီးကျေးဇူးတင်ပါတယ်အရေးတော်ပုံအောင်ရမည်ကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်